အတွင်းလန်းကျဲပေါ်လဲဖြစ်ရမယ်အလွှာမြင့်မတက်ချင်သောသူများအတွက်မြင်းကြီးမှာမှန်ကန်ထက်ခိုးလုံးဝမပါဘဲနဲ့ဒုတိယတက်စစ်အခန်းလေးနဲ့မိတ်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်ရှင်တင်ကန်းကျုံမျိုးနယ်ထဲမှာတန်သူမလမ်းမယူတဲပေါက်ပြီးတော့14နှစ်ရက်ကွက်လူမနေရသေးတဲ့တိုက်သစ်ဆက်ဆက်အခမ်းပဲဖြစ်ပါတယ်ရှင်ဝရဏစပိတ်မှာဆိုရင်ကြွေပြခင်မိထားမယ်အရှိမျက်နှာစာ view อ่ะဆိုရင်ဖြင့်အလင်းရောင်နဲ့လင်းဝလေးထွက်ကောင်းစွာရရှိမှာပဲဖြစ်ပါတယ်ရှင် DCC ကြဖို့အတွက်အခွန်ကိစ္စအဝဝကိုစီစဉ်ပြီးသားပဲဖြစ်ပါတယ်မိန်းဝင်ပေါင်းမှာဆိုရင်လည်းတကားနှစ်ထပ်ကိုလုံးဝစေးဖြစ်အောင်တက်ဆင်ပေးထားပြီးတော့အလင်းရောင်ကောင်းကောင်းရမယ့်ပရင်းပေါက်တိုင်းမှာ PVC တကားတွေကိုသာအသုံးပြုပေးထားပြီး RC ခင်းမဲဖြစ်ပါတယ်စီလင်မှာအလှချက်တွေနဲ့မျက်နှာပန်းကိုပေါ်လွင်အောင်အခန်းအပြည့်မီးဆိုင်လှလှလေးတွေအသုံးပြုပေးထားပြီးတော့တာမန်ပရင်းပေါက်တွေထက်ကျဲဝန်းနဲ့ဘေးဘက်တိုက်မှာဆိုရင်လည်းတော်တော်အလှမ်းဝေးပါတယ်ရှင်ကိုပိုင်မီတာကိုပိုင်မော်တာများပါဝင်ပြီးဘရိကာများတက်ဆင်ပေးထားမယ်စာရွက်စာတမ်းအရှုပ်အရှင်းလုံးဝကင်းတဲ့အခန်းတစ်ခန်းပဲဖြစ်ပါတယ်ရှင်အခန်းချင်းစီရဲ့ပေးချေအားဆိုရင်ဖြင့်16ပေခွဲ50ပေကျင်းဝန်းတာပဲဖြစ်ပါတယ်ရှင်အခန်းရဲ့အမြင့်က9ပေရှိပါတယ်အခန်းရဲ့အလွှာကတော့ဒုတိယတက်စစ်ပဲဖြစ်ပါတယ်ရှင်အခန်းထဲမှာဆိုရင်လည်း2ယောက်အိတ်ကရင်ကောင်းထည့်လို့ရမယ်ပရင်းပေါက်ထည့်ပေးထားပြီးတော့မာစတာဘယ်ရိုနဲ့တွဲရေချိုးကန်းအိမ်သားမှာဆိုရင်လည်းဘိုးတိုင်းအိမ်သားအသစ်ဆက်တစ်လုံးပါဝင်ပြီးရေတိုင်ကြီးတစ်လုံးပါဝင်မယ်ရှာဝါတက်ဆင်ပေးထားပြီးတော့တော်တော်လေးကိုကြည်ကြဲလေးလုပ်ပေးထားပဲဖြစ်ပါတယ်ရှင်ရေခဲတစ်တာအဝေးလျှော်ဆက်ထားဖို့အတွက်နေရာပါဝင်ပြီးတော့အလှည့်အားဆိုရင်ဖြင့်အနောက်မြောက်တိုက်အမှတ်ပေါင်းခြင်းကတော့10ပဲဖြစ်ပါတယ်ရှင်ဘီးဖို့ခုံဘေးစင်းနေရာမှာဆိုရင်လည်းရွှေပြားခင်မိထားမယ်လူကြီးမင်းတို့ရေအလုံးလောက်အသုံးပြုဖို့အတွက်အဝီစီတွင်းပါရှိရပဲဖြစ်ပါတယ်ရှင်တိုက်ရဲ့အရှိဘက်အနောက်ဘက်မှာဆိုရင်တိုက်အမြင့်မရှိရဲ့အတွက်အလင်းရောင်နဲ့လင်းဝင်လေးထွက်ကောင်းစွာရရှိမှာဖြစ်ပြီးတော့အရေးပေါ်လေကားပေါက်မှာဆိုရင်လည်းတင်သားတကားတစ်ထပ်ကိုလုံးဝစေးဖြစ်အောင်တက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်အယောင်စင်းနှုံးဟာဆိုရင်ဖြင့်3300ကိုအထူးညီနိုင်အောင်ချပြီးတော့မှဖြစ်ပြီးတော့တိုက်သစ်ဆက်ဆက်လူမနေရသေးတဲ့အခန်းကိုမှနေချင်ပါတယ်ဆိုရဲလူကြီးမင်းများအတွက်အသင့်တော်ဆုံးအခန်းပဲဖြစ်ပါတယ်ရှင်အခန်းလုံးကြည့်ပြီးလို့ကြိုက်နေတဲ့သွားရင်ရွှေစင်းကိုဆက်သွယ်ပေးပါရှင်နှလုံးသားတွေနှွေးထွေးစေမယ်အေးချမ်းလုံခြုံမှုတက်တောင့်တက်တာအဖြစ်ဆုံးအခန်းကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ရွှေစင် property မှာစွန့်မွန်ကောင်းတောင်းမိလိုက်ပါတယ်ရှင်